မင်္ဂလာပါရှင် NOYC ရေဦးရောင်ကြီး channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ဆရာကြီးမြတ်သက်တင်ရေးသားထားတဲ့စပယ်ပွင့်ဝေဝေဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ဤဝတ္ထုတိုလေးအားဖတ်ကြားတင်ဆက်ခွင့်ပြုပါရန်ဤဝတ္ထုလေးနဲ့သက်ဆိုင်သူအားလုံးအားရွတ်သိလေးစားစွာဖြင့်ခွင့်တောင်းအပ်ပါရရှင်စပယ်ပွင့်ဝေဝေစပယ်ပွင့်တွေလေးပွင့်ဖို့ပေါ်လီညင်ဦးမစိတ်ကူးရင်စရာတွေပြာချီမောင်တိမ်တွေဝိုင်းတော့အရင်ပန်းလေးတမွေးမွေးတင်ပြန်ပြီမိုးတိမ်တွေကွေကပြတ်တော့သွေးချောက်ကကမဝင်းနိုင်ရှာရီစပယ်ပွင့်ဝေ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 ဆိုတော့စပယ်ပန်းသည်ရနံလဲတင်သည်အစင်းလဲလာသည်အပွင့်လဲကားသည်စပယ်ပန်းကိုဘယ်ပန်းမှတူမရနိုင်ဟုထင်မိသလိုဝေဝေကိုလည်းဘယ်မိန်းကလေးတွေမှမရှင်နိုင်ဟုထင်မိ၏ကျွန်တော်နှင့်ဝေဝေတို့၏ဆက်သွယ်မှုသည်အတိတ်တွင်မှောင်ရိပ်ရိပ်ကြံရစ်ခဲ့ပြီးဖြစ်တော်လဲထိုမှောင်ဝါးစာပြူလာသောအတိတ်ကိုပြန်၍တေးရင်ကြည်နူးရသည့်အခါလည်းရှိ၏ထိုအတိတ်ကြောင့်ဝမ်းနည်းရသည့်အခါလည်းရှိသေး၏ထို့ကြောင့်စပယ်ပွင့်ဝေဝေတခြင်းကိုကြားရသည့်အခါများတွင်ကျွန်တော်၏စိတ်တို့သည်အတိတ်ကိုပြန်၍ပြေးတက်ကြ၏ထိုအခါများတွင်ကျွန်တော်၏လက်ပြားသည်ဝေဝေကိုလိုက်လံရှာဖွေလျက်ရှိခဲ့သည်တခါကဝေဝေသည်ကျွန်တော်၏အကြီးအကဲဖြစ်ခဲ့ဘူး၏ကျွန်တော်၏ဘဝကိုစိုးပိုင်ခဲ့ဘူး၏ဝေဝေမရှိသည့်နောက်တွင်တော့ကျွန်တော်ဘဝကိုစိုးမိုးသူမှာအရက်ခွက်နှင့်တရောပြားလေးသာဖြစ်သည်စပယ်ပွင့်ဝေဝေကိုကျွန်တော်ဆက်ပေးပြီးဆိုပြခဲ့တော့ကပြုံးနေသောမျက်နှာနှင့်နှစ်သိမ့်ကျေနပ်စွာနားထောင်ခဲ့ဘူး၏မြစ်တာ၏အရေးအယောင်ကြောင့်ရှော့လက်တောက်ပါသောမျက်လုံးများဖြင့်သူ၏အချီးမွမ်းခံရသည့်ဘဝကိုရှောင်ရဲခဲ့ဘူး၏ပထမဆုံးဝေဝေနှင့်တွေ့လျင်သင်သည်ဝေဝေအားနွေး၍တနာစရာကောင်းသောမိန်းကလေးတစ်ယောက်ဟုထင်မိလိမ့်မည်ထို့ထက်ယဉ်နီလာလျင်ဝေဝေသည်မာကျော်၍ကြောက်စရာကောင်းသောမိန်းကလေးတစ်ယောက်ဖြစ်သည်ဟုအောက်မေ့မိလိမ့်မည်ထိုနောက်တွင်ဝေဝေသည်မိမချောမိမလာရီမိမ့်မဲကြသလိုမိုင်မဲသည်ကိုတွေ့ရလိမ့်မည်မိမချောမိမလာရီတွင်အစ်ဆက်မာကျော်သောနှလုံးသားရှိသလိုဝေဝေတွင်လည်းကြောက်ခဲလိုဝေဒနာကင်းမဲ့သောနှလုံးသားကိုတွေ့ရလိမ့်မည်မိမလာရီမှာအလှကိုအားကိုး၍ဝင့်ဝါကြသလိုဝေဝေတွင်လည်းအလှကိုအားကိုးသည့်မာနရှိသည်ကိုတွေ့ရလိမ့်မည်နောက်ဆုံးတွင်အလှကိုအားကိုးသောမိန်းမတို့သည်ထိုအလှဖြင့်လှည့်ဖျားသွားတကဲ့ကြသို့ဝေဝေသည်အလှဖြင့်သင်ကိုလှည့်ဖျားသွားလိမ့်မည်ဤအချက်များတွင်ဝေဝေသည်မိန်းမတွေတွင်ရှိတတ်သောအရေးအချင်းနှင့်အားလုံးပြည့်စုံသည်ဟုကျွန်တော်ထင်၏သို့သောဝေဝေတွင်အခြားမိန်းမတွေနှင့်မတူသည့်အရေးချင်းတစ်ရပ်ရှိသည်ထိုအရေးချင်းကသူနှင့်အကျွမ်းဝင်ပြီးသောယောက်ျားတစ်ယောက်အားနောက်တစ်ခါမကြည့်ရဲအောင်လုပ်နိုင်သည့်အရေးချင်းပင်ဖြစ်သည်လွန်ခဲ့သည့်1948ခုနှစ်ကကျွန်တော်နှင့်ဝေဝေသည်တက္ကသိုလ်မှာတွေ့ခဲ့ကြ၏တက္ကသိုလ်မှာတွေ့သည်ဟုဆိုတော့လဲဝေဝေနှင့်ကျွန်တော်တို့တွေ့ပုံမှာနည်းနည်းဆန်း၏ဝေဝေကတက္ကသိုလ်ကျောင်းတော်သားများနှင့်အင်းရသို့အရောက်ပေါက်များကုန်သောလေတက်သားများ၏ပါဇက်တွင်ကြော်ကြားလျက်ရှိသူပန်းလိပ်ပြာလေး၏ဘဝကျွန်တော်မှအညာတရကျေးစားဒုရိယာသမားတစ်ယောက်၏ဘဝဤချာနာလာသောဘဝနှစ်ဘဝကိုပေါင်းကူးပေးသည်ကနေချောင်းသူနေချောင်းသားများကပွဲပင်သည်ကျွန်တော်တို့သည်ထိုစဉ်ကတင်းမြိုင်မြိုင်ဒုရိယာအဖွဲ့ကိုခေါင်းဆောင်ကပြဆက်များတွင်စန္ဒယာတီးနေ၏တညတွင်ပြဆက်များနားနေသည့်အခိုက်တွင်တက္ကသိုလ်နေချောင်းသူနေချောင်းသားများအသင်းမှကျွန်တော်တို့အဖွဲ့ကိုလာငားလိကျောင်းသူတွေဆိုရမည့်တခြင်းကိုတက္ကသိုလ်ရှိဒုရိယာအဖွဲ့တစ်ခုမှခေါင်းဆောင်တစ်ယောက်နှင့်ကျွန်တော်ဆက်ကြခြင်းဖြစ်သည်ကျွန်တော်ကပန်းမြတ်မာလာအခန့်အတွက်စပယ်ပွင့်ဝေဝေတခြင်းကိုဆက်ပေးလိုက်သည်စပယ်ပွင့်လေးအဖြစ်ကပြရမည်သူမှဝေဝေဆိုသောကျောင်းသူတစ်ယောက်ဖြစ်သည်ကိုနှောင်တွင်သိလာရသောအခါတွင်ကျွန်တော်သည်တိုက်ဆိုင်သည့်အဖြစ်ကိုကြည့်၍ကိုအံ့ဩရသည်ကျွန်တော်ကမရည်ရွယ်ပဲစပယ်ပွင့်ဝေဝေကိုဆက်ပေးသည်ထိုတခြင်းကိုဝေဝေဆိုသောကျောင်းသူတဦးကဆိုမည်ဆိုသောအခါတွင်ဝေဝေကိုစူးစမ်းလိုသောစိတ်တို့သည်ကျွန်တော်ရင်ထဲတွင်မျိုးသိမ့်မရနိုင်အောင်ပေါ်လွင်လာကြလေသည်တတိမှကျွန်တော်သည်စပယ်ပွင့်ဝေဝေကိုဝေဝေအားကြောင်းပြရသည်သ
တိတုံးကဝေဝေဤမျက်လုံးတို့သည်ပြုံးရည်လျက်ရှိသည်ဟုကျွန်တော်ထင်၏ဝေဝေဤနှကန်းသည်ပြုံးလျက်ရှိသည်ဟုကျွန်တော်ထင်၏ဝေဝေဤမျက်နှာသည်ပြုံးလျက်ရှိသည်ဟုကျွန်တော်ထင်၏ကျွန်တော်တို့တချင်းတိုင်ရသည့်နေ့ကဆရာဖြစ်တဲ့ကောလိပ်ခန်းမစာတွင်ဖြစ်သည်ကျွန်တော်ကစန္ဒယာတီးစဉ်ဝေဝေသည်ကျွန်တော်ဘေးတွင်ထိုင်ကချုံမြကြည်လင်သည့်အတန်ဖြင့်စပယ်ပွင့်ဝေဝေကိုဆိုတတ်သည်ဝေဝေကိုမှတင်းပြန်သည့်ရနံ့တို့သည်ကျွန်တော်ဘက်သို့ပြန်၍လာကြလေသည်ဝေအဲ့ဒီနားကအလှည့်ကောင်းကောင်းမရဘူးဝေဝေကတေးပြင်းချင်းယူတော့ပွင့်ဖူးတဲ့စပယ်ဖြူဟာလေးဆိုသည့်အပိုက်ကိုမကျေနိုင်မဲဖြစ်နေသဖြင့်ထက်ခါကြောင်းပြရသည်ပြန်ဆက်ကားသည့်အခါတွင်မူကားဝေဝေသည်ကျွန်တော်အင်ကိုသူ့ကားနှင့်ပြန်ပို့ပြီးသည့်အထိရင်းနှီးနေပေပြီည7 နာရီလောက်တွင်ပြဆက်ပြီးရာကျွန်တော်အိမ်မှာကြောင်ကြောင်တွင်ရှိ၍ဥထုမြက်လန်းသို့ပြန်ပြီးဖြစ်သောဝေဝေဤကားဖြင့်ကျွန်တော်ကိုပြန်ပြီးပို့တတ်သည်ကျွန်တော်နှင့်အတူကျောင်းသားတွေမှတရောထိုးသည့်ကိုအောင်မြင့်ကိုလည်းဝေဝေသည်ပြန်ပို့တတ်သည်ပြဆက်ပြီးသည့်နောက်တွင်ဝေဝေသည်ကျွန်တော်ကိုကားဖြင့်အခေါ်လွတ်ကားတချင်းတိုက်တတ်သည်ဝေဝေဤဖခင်ကြီးမှာအငိမ့်စားရာဇဝတ်ဝင်ထောက်တအုပ်ဖြစ်၍သမီးတယောက်သားရှိ၍သမီးကိုအလိုလိုက်ဟန်တူသည်ဟုထင်သည်ထိုအခါတွင်ကျွန်တော်ကချစ်သမျှကိုပတ်ပြိုးဖြင့်ဇန်နယာတွင်ထိုင်ကဆိုတီးလိုက်ပြီးလူပြိုစကားပြောခဲ့သည်တိတုံးကဝေဝေသည်အင်မတန်ပါနဲ့လွန်သည်ဟုကျွန်တော်ထင်သည်အဖေကြောင့်ဆိုသောနောက်တစ်ခါကျွန်တော်နှင့်ဝေဝေတို့တွေ့ကြသည့်အခါတွင်မူဝေဝေသည်ကျွန်တော်ကိုနှစ်ကိုသစ္စာပတ်ပြိုးကိုပြန်၍ဆိုတီ၏ဝေဝေဤမျက်လုံးတို့သည်အချစ်ရည်ဖြင့်ရှွန်းလဲသည်ဟုကျွန်တော်ထင်၏ဝေဝေဤအပြုံးသည်အချစ်ကြောင့်ခါတိုင်းထက်ချိုပြုံးသည်ဟုကျွန်တော်ထင်၏ဝေတော့လေနှစ်ကိုသစ္စာပြပြိုးရဲမှာမတွေ့တဲ့နော်ရွှေချမ်းကိုရပ်ပါမေးတဲ့ရွက်ပါမေးတဲ့ပြုတ်သက်လေရေးဆိုတဲ့နေရာကိုအကျိတ်ဆုံးပဲစာသားကလည်းတွတ်တယ်တီးတန်ကလည်းမြူးပြီးသစ္စာထားတန်လေးပါတယ်ဝေဝေသည်တချင်းဆိုပြီးနောက်စနေရခုံပေါ်တွင်လက်ကိုကွိရှက်ထား၍မေးတင်ထား၏ကျွန်တော်ကဝေဝေနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်ကုန်တွင်ထိုင်ကစနေရကိုစမ်းနေသည်ဘလောက်စိတ်ကူးရင်စရာကောင်းပါသလဲဝင်းပါနေသောဝေဝေဤမျက်နှာသည်မှိုင်းညွတ်နေသည့်တပြေရောင်စနေရတွင်လာ၍ထင်းနေသည်စနေရခုံပေါ်တွင်တင်ထားသောပန်းဆိုင်အိုးမှတစ္ဆာပန်းသည်ဝေဝေဤမျက်နှာကိုတစ်ခါကွယ်ထားသည်ဝေဖြစ်လေတစ်ခါစိတ်ရှိလက်ရှိတီးပြီးအပတရစိုးပြလိုက်တာပဲဒီလေပြီးရောကိုတော်မေ့နေမိတယ်တခါတလေစနေရပေါ်မှာစမ်းနေပြီမဲ့ဘယ်တီးလုံးတွေစမ်းလို့စမ်းနေမိမှမသိဘူးတီးကွက်သေးတာအလိုလိုပေါ်လာတယ်နောက်တစ်ခါတီးလုံးကိုပြန်တီးခြင်းလို့စမ်းတော့ပေါ်မလာတော့ပြန်ဘူးကျွန်တော်တို့တော့ဒါမျိုးတွေမရှိတော့ပါဘူးဝေတကယ်ပင်ကျွန်တော်တွင်စိတ်ဆော်မှုကြောင့်ခုံပြန်ထွက်ကြလာ၏တေးဂီတာတို့မရှိတော့ဘူးပြဆက်များတွင်တီးသည့်အချိန်ကမှစ၍ပနာမ10 မိနစ်မြစတင်ပြောင်းတော့မှမိနစ်မြင့်မြဟူ၍တိုင်းတာပြီးရာပြီးသားတီးကွက်ကလေးတွေကိုအချိန်နှင့်တိုင်း၍ကတော့ကမြော့တီးရသည်စန္ဒယာကိုပြဆက်တွင်တီးသည့်အချိန်မှစ၍စိတ်ပါလက်ပါတီးသည်ဟူ၍မှတ်ရတကားမှမရှိသေးပေဝေဖြစ်လေတခါတလေတီးရလို့လားမသိဘူးတီးရတဲ့အခါမှာတော်တော်လေးစိတ်ပါတယ်စိတ်ထဲမှာလည်းပေါ့သွားတယ်ဝေသည်စိတ်ပါလက်ပါပြောနေကျွန်တော်သည်ဝေဤအနုပညာကိုတွေးတောမှန်းဆ၍နေမိလေသည်ဝေဤမျက်လုံးအကြည့်တွင်လူတစ်ယောက်ယူမှုစေနိုင်သောတတိရှိသည်ကိုကျွန်တော်သိသည်ဝေဤအပြုံးတွင်အညွတ်တက်ရှိသည်ကိုကျွန်တော်သိသည်တို့ရာတွင်ဝေဤထိုအကြည့်နှင့်အညွတ်တက်ပါသောမျက်လုံးနှင့်တွေ့သည့်အခါတွင်ကျွန်တော်သည်သားရဲ့ရှေ့တွင်ရောက်သောသမင်ငယ်လိုဖြစ်ရပေသည်တညနေတွင်ဝေသည်ကျွန်တော်ကိုကားနှင့်လာခေါ်၏ခါတိုင်းဒရိုက်ဘာနှင့်လာသောဝေသည်ဒီနေ့ညကြမှထူးခြားကားကိုကိုယ်တိုင်မောင်းလာ၏ကျွန်တော်ကမူခါတိုင်းကဲ့သို့ပင်ဝေခေါ်ရာနောက်သို့လိုက်သွားသည်ဝေသည်ကားကိုမောင်းရင်းကကျွန်တော်ဘက်သို့လှည့်မကြည့်ပဲဒီနေ့မိမိကစူရာနဲ့ဝေစိတ်ညစ်လို့ထွက်လာတာဟုပြောသည်ဝေသည်မျက်လုံးကိုမှီးကရှေ့ဆူသူကြည်လာသည်ကျွန်တော်ကမူဘာမှမပြောဘဲအော်ဟူသောဝေဤမာနခတ်ထံပုံကိုသာစဉ်းစားလာမိသည်မိမိတို့ဟာဝေကိုတိတ်ပြီးဂီတဘက်လိုက်စားတာကိုအဖြစ်ပြောတယ်သိလားစိတ်လီတယ်လူပြောက်တော့နဲ့ပေါင်းတယ်နဲ့အိုးဆုံးလို့ပဲဝေကဒီလိုချုပ်ချယ်တာမျိုးဆိုတိတ်ကြိုက်တာမဟုတ်ဘူးဝေဒီကားကိုတမျိုးလုံးအနှံ့ရှောင်းမောင်းသည်ပြည်နောက်ဘိုင်စကုတ်ယုံတွေပဲစီဘက်မောင်ကဘိုင်စကုတ်ဝင်ကြည့်ကြသည်အပြန်တွင်မူဝေသည်ကျွန်တော်ကိုကားမောင်းခိုင်းသဖြင့်ကျွန်တော်ကကားမောင်းလာသည်ဝေသည်
ကျွန်တော်ဤဘေးတွင်ပူပူကက်ကက်လာထိုင်သည်ဝေဤကိုမှမွှေးချိမ်တင်းပြန်သောရင်းနှင့်မိမနှံတို့ရောထားသည့်ရင်သလားရိုင်းသလားမဆိုနိုင်သောအနံ့တစ်မျိုးသည်ကျွန်တော်စီသို့လွင့်လာကြသည်ဝေသည်ကိုဤကျွန်တော်ကိုဝေဤကိုသည်ကျွန်တော်ကိုလာမိသည်ထိုနောက်တွင်တော့ကျွန်တော်သည်ဝေဤကိုဘယ်ဘက်လက်ဖြင့်ဝှေ့ဖက်မိရာကကျွန်တော်တို့နှစ်ယောက်သည်တယောက်ကိုတယောက်ထူးဆန်းစွာတွေ့ရှိကြလေသည်ကိုအမကိုတတိယလာသည့်အခါတွင်အော်လူတွေမိုက်မဲသလိုမိုက်မဲကြတာပဲတိထက်တော့မပေါ်ပါဘူးဟုလူတွေသည်ကိုခွင့်လွတ်တတ်ကြသည့်တတဝါတွေဖြစ်သည်အမကိုအလွယ်တကူကျွလွန်တတ်ကြ၍အမကိုအလွယ်တကူခွင့်လွတ်တတ်ကြသည်ထိုသည်နောက်တွင်ကကျွန်တော်နှင့်ဝေတို့ကောင်းမတွေ့ကြရပြီဝေသည်တက္ကသိုလ်တွင်ဂုံတူတန်းတက်ရန်မိပြဆရာလုပ်နေသည်ဟုကြားရသည်ကျွန်တော်ကလည်းဝေကိုမတွေ့လို့တော့ဝေကလည်းကျွန်တော်ကိုတွေ့ကျင်တော့မည်မထင်1952ခုနှစ်ကမူကားဝေနှင့်ကျွန်တော်ပြန်တွေ့ကြသည်တို့ရာတွင်ဝေဤဘေးတွင်ထောင်မောင်းယောက်ျားသားတစ်ယောက်ပါလာ၏အစတုန်းကတော့ကျွန်တော်ဤတင်းမြိုင်အဖွဲ့ကိုတက္ကသိုလ်ရှိအသင်းတစ်သင်းကနိုင်ငံခြားသို့ပညာတော်သင်သွားမည်ဆရာနှင့်ဆရာမဇနီးမောင်နှံတို့အားနှုတ်ဆက်ပွဲတွင်လာတီးပေးပါဆိုသဖြင့်ခါတိုင်းလိုပြင်းလိုက်သွားသည်ဟိုရောက်တော့မှနိုင်ငံခြားသို့သွားမည်ဆရာနှင့်ဆရာမမှဝေတို့ဇုံတွဲဖြစ်နေသည်ကိုသိရ၏ခမ်းမတစ်ခုလုံးတွင်ဆရာမများကျောင်းသားကျောင်းသူများဖြင့်ပြည့်နှက်လျက်ရှိသည်ချွေးနှင့်စီကရနန်တို့သည်မိခိုးနှင့်အတူအခန်းထဲတွင်လွင့်လျက်ရှိ၏စကားပြောတန်တို့သည်တဝဝဖြင့်ညံလျက်ရှိသည်ထိုအခိုက်တွင်အသင်းအတွင်းရမှုကဆီယာမဒေါ်ဝေခင်အားစပယ်ပွင့်ဝေတချင်းကိုစနေရနှင့်စိုးတီးရန်တောင်းပန်နေကြပါရခင်ဗျာဒါကြောင့်မို့ဆီယာမဒေါ်ဝေခင်ကကျေးဇူးပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်ဟုကြေညာ၏အားလုံးသောကျောင်းသားတို့သည်တခဲနက်အော်ပါပြီးကြသည်ဆီယာမဆိုပါဟုနောက်ပိုင်းကပွင့်လုံးညက်တန်ကိုကြားနေရလေသည်ခက်ချီပြီးကျွန်တော်ဒီတစ်ခါတည်းအခန်းထဲမှပြေးထွက်သွားခြင်း၏မတွေ့လို့သူကိုနှုတ်ဆက်ပွဲကိုကြကြံဖန်ရောက်လာရပြီးတဖန်ကျွန်တော်ဆက်သည့်စပယ်ပွင့်ဝေကိုမှဆိုတီရအောင်မည်ဟုဆိုသည်နှင့်ကြုံရပြန်လေသည်ဝေသည်စနေရစီသို့ထလာ၏နောက်ကကျောင်းသူလေးနှစ်ယောက်ရောပါလာ၏ဝေကိုဒီချိန်ကြည့်ရသည်မှာခါတိုင်းထပ်ပို၍လှသည်ဟုကျွန်တော်ထင်၏ဗမာဆန်၏ပခုံးပေါ်တွင်ပန်းနူရောင်ဘဝကိုစုချထားကဗမာဆန်စရုံးကိုရိုးလေးပြီးစပတ်ပတ်ထားသဖြင့်ပြန်ပြူသောနဖူးပြင်ကလေးမှထင်းကနေပေါ်နေသည်မျက်လုံးအစုံတို့သည်ခါတိုင်းလိုတောက်ပါလျက်ရှိသည်ကျွန်တော်သည်စနေရနှင့်ခက်လန်းတွင်ထိုင်ရင်းဝေကိုမြင်သောအခါတွင်အညို့ခံရသည့်တာကောင်ဘဝသို့ပြန်ရောက်သွားလေသည်ဝေသည်ကျွန်တော်ကိုမြင်သောအခါတွင်ကြက်သေးသလိုဖြစ်သွားတော့လဲခဏချင်းပြန်၍အင်္ဂရိစေကစနေရခုံတွင်ဝင်ထိုင်ရင်းစနေရလက်တံတွေကိုအစမှအဆုံးဆွဲလိုက်ပြီးစမ်းနေ၏ဝေဤပြောသည့်စကားတွေကိုဒီအခါကျမှကျွန်တော်သဘောပေါက်လာသည်ဝေသည်စနေရကိုအားပါတရတီး၏ဒီခွက်တွေကိုစိတ်ပါလက်ပါဆန်း၏ကျွန်တော်နှလုံးခုန်တန်းသည်စနေရတန်နှင့်အတူပြိုင်နေသည်ဟုထင်မိသည်အရိုင်းပန်းလေးတဖွေးတင်ပြန်ပြီးမိုးတိမ်တွေကွဲကားဖြောက်တော့သွေးချောက်ကဂုံမဝင်နိုင်ရှာတယ်စပယ်ပွင့်ဝေဤအတန်သည်ဘယ်တော့မှဒီလောက်ကြည်ကွဲဝန်းနေတန်ပါသည်ဟုကျွန်တော်မထင်ခဲ့ဝေသည်စပယ်ပွင့်ဝေဖြင့်တက္ကသိုလ်ဂီတလောကတွင်ထင်ရှားသူဖြစ်သည့်အတိုင်းစပယ်ပွင့်ဝေနှင့်ဝေသည်ခွဲလို့မရအောင်ရှိခဲ့ပူသည်ကျွန်တော်ကမူတချင်းဘဲအချိန်ဆုံးသွားသည်ကိုပင်မသိလိုက်ပဲငိုင်းနေရင်းကတခါတော့ကအရိုင်းပန်းလေးကိုပြန်၍တသက်အောင်းမိစိတ်ထဲမှာရှိတာကိုဝေကိုဖွင့်ပြောလိုက်ခြင်းသေးသည်သွားပြီတော့စပယ်ကြီးသွားပြီအောင်တော့ပြန်ကြုံတွေ့တဲ့နောင်တစ်နေ့တိုင်အောင်သူမြတ်တန်တင်1952ခုနှစ်ဟုတ်ကဲ့ပါရှင်ဆရာကြီးမြတ်တန်တင်ရေးသားထားတဲ့စပယ်ပွင့်ဝေဆိုတဲ့ဝတ္ထုတူလေးကတော့ဒီမှာနေအဆုံးသတ်သွားပါပြီရှင်ပရိသတ်များရှင်ဒီဝတ္ထုတူလေးမှာပါတဲ့စပယ်ပွင့်ဝေဆိုတဲ့တေးသချင်းလေးကိုကျမမမြက်ကပြန်လဲသိဆိုရမှာတန်စင်သာမသိတော့ကြောင့်စိတ်မှန်းလေးဖြင့်မှန်းတမ်း၍သိဆိုထားပါရရှင်အမှားများတစုံတရာပါခဲ့ပါကခွင့်လွတ်ပေးပါလို့
တောင်းပန်အပ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အဆုံးထိနားဆင်ပေးခဲ့ကြသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာ၍တာယာအေးချမ်းသောနေ့တစ်ကလေးများကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ကျမကတော့မမြတ်ပါ